အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖို့ကမြန်မာစားစာရေးမြင်းချက်စားနဲ့ရောရပါတော့ဒီနေ့တော့ European စားစာလေးချက်ပါမယ်အဲ့ဒါဘာလဲဆိုဆယ်မွန်မှာဆယ်မွန်လေးကိုဘယ်လိုလုပ်စားရမှန်းမသိဘူးဆိုရင်ဒီလိုမျိုးလေးချက်စားကြည့်ပါကောင်းနေပါတော့ဆယ်မွန်အရင်ကြော်လိုက်မယ်ကြော်ပြီးသွားရင်ဆယ်ထားမယ်ပြီးတော့ဟိုကစတုံဖြူလေးကိုစီတက်ပြီးတော့မုံလေးတွေကိုရင်ချက်လိုက်ကြက်လောက်ပြီးထင်းနေဆိုလို့ရှိရင်ဟင်းချက်တဲ့ cream ရှိရပေါ့နော်အဲ့ cream လေးကိုမြင်းများလေးထည့်ပေးလိုက်လို့ရှိရင်ပို့ပြီးတော့မှကောင်းမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဟိုဟင်းနုနယ်ရွက်လိုမျိုးလေးထည့်ပြီးတော့မှချက်ပေးလိုက်ပါတယ်အဲ့လေးတွေကိုချက်နေစဉ်တွင်မှာရတာလေးတွေကိုထည့်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့အဲ့ဆက်ကြော်ထားတဲ့ဆယ်မွန်လေးကိုပြန်ပြီးတော့မှထည့်ပေးလိုက်ပြီဆိုလို့ရှိရင်တော့အရင်နူးညံပြီးစကောင်းနေဟင်းတစ်ခွက်ရပါပြီ။ပြီးရင်တော့ပုံမွေးတော့အောင်လို့ငရုတ်ကောင်းလေးထည့်လိုက်ပါတယ်။အမှန်ကြီးအမမွေးနေရပါတော့။ဆိုမချက်စားဖို့တကယ်ချင်းတို့လေးလက်ချက်စားကြည့်လိုက်ပါပြီးတော့ဒီပေါ်နည်းနည်းလေးအုပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ရပါပြီခဏလောက်ချက်လိုက်ချက်ပြီးပေါ့နော်။ဆိုဖို့ချက်ပြီးဆိုစားလိုက်ပါ